ဒီဗီဒီယိုဖိုင်ကတော့မလေးရှားနိုင်ငံကိုအကြောင်းမျိုးမျိုးရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတွေကမှအမှုပညာကိုဝါသနာပါတဲ့ညီငယ်ညီမငယ်များအတွက်ဖြစ်ပါတယ်ဆိုတော့အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့မလေးရှားနိုင်ငံကိုရောက်ရှိနေပြီးတော့ဒီတချို့အမှုပညာဝါသနာပါတယ်အထူးသဖြင့်အဆိုဝါသနာအရန်ပါတယ်တို့ပေမဲ့ဒီတချင်းတွေကိုဘယ်လိုပုံဖော်ရမယ်ပြီးလို့ရှိရင် studio တွေကရောဗမာအတန်သွင်းရမယ်ပြီးလို့ရှိရင်အတန်သွင်းပြီးရင်တော့မှပဲဒီတချို့တချင်း NTV လေးတွေရိုက်ချင်ကြတယ်အဲ့ဒါဗမာဘသူနဲ့ဆက်သွယ်ပြီးရိုက်ကမယ်ဆိုတဲ့အခက်ခဲတွေပေါ့နော်အဲ့ဒီအခက်ခဲတွေအတွက်ဒါကျွန်တော်တို့ပြန်လည်ပြီးစတင်မှာဖြစ်ပါတယ်ပြန်လည်ပြီးစတင်မယ်ဆိုတာကျွန်တော်တို့တစ်ချိန်လုံးကလွန်ခဲ့တဲ့3နှစ်ကျော်4နှစ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ခဲ့မှုတဲ့ဒီတချင်းဆိုဝါသနာပါတယ်ကို့မှာလည်းကိုယ်ပိုင် talent တွေရှိတယ်ဆိုတော့ဒါညီငယ်တွေရှိတယ်သူတို့ဆက်သွယ်လာလို့သူတို့တွေတချင်းဖန်တီးခြင်းတယ်ဆိုကျွန်တော်တို့ဝိုင်းဝန်းကူညီပေးတယ်ရိုက်ကူးရေးမှအစစတူဒီယိုအတန်သွင်းအစအရာကူညီပေးတာရှိတယ်ပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီတိတ်ပြီးတော့မလုပ်ဖြစ်ခဲ့ဘူးတို့ပေမဲ့အခုတော့ကျွန်တော်တို့သေးသေးချာချာစနစ်တကျနဲ့ပေါ့နော်တင်းတစ်ခုပြန်ပြီးတော့ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ဒီအမှုပညာနဲ့ပတ်သက်လို့ပြန်ပြီးပုံဖော်မယ်ပေါ့နော်ဆိုတော့ဒီတချင်းအဆိုဝါသနာပါတဲ့ညီငယ်ညီမငယ်တွေကလည်းကိုယ့်ရဲ့ကိုယ်ပိုင်ရေးထားတဲ့တခြင်းတွေပဲဖြစ်ဖြစ်ကိုကြိုက်နှစ်သက်လို့ဝယ်ထားတဲ့တခြင်းတွေပဲဖြစ်ဖြစ်တန်စင်တွေဖန်တီးပြီးတော့ဒီအတန်တွေသွင်းမယ်ပြီးလို့ရှိရင်ဒီတခြင်း NTV တွေရိုက်မယ်ဒီလိုမျိုးပုံဖော်ခြင်းတဲ့ညီငယ်ညီမငယ်တွေအတွက်ကျွန်တော်တို့စတူဒီယိုတွေရှိရယ်ရိုက်ကူးရေးတွေရှိရယ်နောက်တစ်ခုကတချို့ဆိုလို့ရှိရင်တရုတ်ဆောင်ဝါသနာပါတယ်တို့ပေမဲ့ဘသူနဲ့ရိုက်ကမယ်ဗမာရိုက်ကမယ်ဆိုတာအခက်ခဲရှိနေတာမျိုးတွေရှိမယ်ဥမာဇလန်တို့လေးတွေရိုက်ချင်တာတွေရှိမယ်ဟာတာလေးတွေရိုက်ချင်တာရှိမယ်အဲ့ဒီအတွက်ကျွန်တော်တို့မှာရိုက်ကူးတွေရှိတယ်ဆိုတော့ပြောချင်တာကတော့ကျွန်တော်တို့ဒီအမှုပညာနဲ့ဝါသနာဘာလို့ပုံဖော်ခြင်းလဲဆိုဘလို့ပုံစံမျိုးပဲပုံဖော်ခြင်းကျွန်တော်တို့ ਨੇ ဆက်သွယ်တိုင်ပင်ပြီးတော့ကျွန်တော်တို့ရှိမှာရိုက်ကူးရေးစတူဒီယိုအတန်ဖန်အကုန်လုံးပေါ့နော် music အစအရာအကုန်ရှိပါတယ်အဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအလကားကူညီမှာလားဆိုတော့အလကားကူညီမှာမဟုတ်ပါဘူးကျွန်တော်တို့လည်းအလုပ်တစ်ခုအနေထားနဲ့အလုပ်လုပ်တယ်တို့ပင်မဲ့ဥပမာကျွန်တော်ကတော့တချင်းတစ်ပုတ်လုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်မှတတ်နိုင်တဲ့ budget ကဒီလောက်ပဲရှိတယ်ကျွန်တော်ကလိုချင်တဲ့ပုံစံလေးကဒီလိုလေးဆိုကျွန်တော်တို့အဲ့ဒီပုံစံတိုင်းဖြစ်အောင်ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့လှုပ်ဆောင်ရမယ်သူတို့ဖြစ်ချင်တဲ့ဆန္ဒသူတို့ဖြစ်ချင်တဲ့ပုံစံတိုင်းကျွန်တော်တို့ဝိုင်းဝန်းလှုပ်ဆောင်ကြမယ်ဥပမာကျွန်တော်ကတော့ budget ဘယ်လောက်တက်နိုင်တယ်ကျွန်တော်တို့ဒီ budget ကိုကျွန်တော်တို့တချင်း NTV လေးတရုတ်ဆောင်လေးနဲ့ဘယ်လိုတည်တည်ချာလေးလုပ်ချင်တယ်ဆိုတော့ပုံစံမျိုးတွေတချို့ရှိမယ်ဒါတွေကစပါတော့ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပြီးတော့ကျွန်တော်တို့ပုံဖော်တာတွေလှုပ်ဆောင်ပေးမယ်မလေးရှားနိုင်ငံနေရာဆုံးရှိမယ်เนาะဂျိုးရှိမယ်ပီနန်းရှိမယ်မာလာကာရှိမယ်KL ရှိမယ်ပေါ့နော်အကုန်လုံးနေရာစုံမှာရှိပါတယ်ကျွန်တော်တို့ဆက်သွယ်လာလို့ရတယ်ပြီးလို့ရှိရင်ညီတို့ညီမတို့ဖြစ်ချင်တဲ့ဆန္ဒလှုပ်ချင်တဲ့ပုံစံအတိုင်းအားလုံးပူပေါင်းလှုပ်ဆောင်ပေးမယ်ဆောင်ရွက်ပေးမယ်တခုရှိတယ်တချို့က budget တက်နိုင်တယ် budget တက်နိုင်လို့တည်တည်ချာချာလှုပ်ချင်တယ်တချို့ကအဲ့လိုမဟုတ်ဘူး budget တော့အများကြီးမတက်နိုင်ဘူးဒါပေမဲ့လည်းပုံဖော်ချင်တယ်ဆိုတော့အဲမှာဆောင်းလာကျွန်တော်ပြောသလိုပေါ့နော် free ကူညီနေမှာမဟုတ်ဘူးဆိုပေမဲ့ budget တက်နိုင်လို့ပုံဖော်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်လည်းစိတ်တန်းရဖြစ်စေရမယ် budget မတက်နိုင်ဘူးတို့ပေမဲ့ budget အများကြီးမတက်နိုင်ဘူးသူ့မှာရှိတဲ့ budget လေးနဲ့ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်လည်းအဲ့ဒီဟာကိုကျွန်တော်တို့ကူညီပေးပါမယ်အဲ့တော့အတူတုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာ studio အတန်ပန်းတွေရှိမယ်ဒီတချင်းတန်စင်နဲ့ပတ်သက်လို့ music တွေရှိမယ်ပြီးလို့ရှိရင်ရိုက်ကူးရေးရှိဆိုတော့ရိုက်ကူးရေးမှာကျွန်တော်တို့ရိုက်ကူးရေးအစုံရှိပါတယ်တချင်း NTV တွေရိုက်မလားဇလန်းတို့တွေရိုက်မလားပြီးလို့ရှိရင်မင်္ဂလာဆောင်ပွဲတွေရိုက်မလားအလှပွဲတွေရိုက်မလားအစုံရှိပါတယ်ရိုက်ကူးရေးအကုန်ရှိပါတယ်အဲ့တော့ဒီနေ့ဒီချိန်ကနေစပြီးတော့မလေးရှားနိုင်ငံရောက်ရှိနေတဲ့ညီငယ်ညီမငယ်တွေကမှကိုယ့်ရဲ့ဝါသနာပေါ့နော်ကိုယ့်ရဲ့ဝါသနာကိုပုံဖော်ခြင်းနဲ့ဆိုလို့ရှိရင်ဆက်သွယ်လာခဲ့ပါညီတို့ညီမတို့ဖြစ်ချင်နေတဲ့ဝါသနာကိုမလေးရှားနိုင်ငံမှာရောက်နေလို့ဝါသနာကိုပုံဖော်ခြင်းမပုံမဖော်လိုက်ရဘူးဆိုတာကိုမဖြစ်စေအောင်ကိုယ့်ရဲ့ဝါသနာအတွက်ပုံဖော်နိုင်ဖို့အကူတို့နဲ့ဆက်သွယ်လာလို့ရပါတယ်အားလုံးပူပေါင်းဆောင်ရွက်မှုတွေနဲ့အတူတူဝါသနာကိုပုံဖော်နိုင်အောင်အတက်နိုင်ဆုံးပံ့ပိုးကူညီသွားမယ်
ကျွန်တော်မှခံယူချက်တစ်ခုရှိရဗျအဲ့ဒါပါလဲဆိုတော့ကိုဖြစ်ချင်တဲ့အရာကိုရဲ့ဝါသနာအဲ့ဒါကိုဘယ်နည်းနဲ့ဖြစ်ဖြစ်ဘယ်နေရာရောက်ပုံဖော်ပိုင်ခွင့်ရှိတယ်ကိုရဲ့ဝါသနာကိုပုံမဖော်မရမချင်းလူလောကကြီးတွေကဘယ်တော့မှထွက်မသွားဘူးဆိုတော့အဲ့ဒီခံယူချက်ကျွန်တော်မှအမြဲရှိတယ်အဲ့တော့ကျွန်တော်ဖြစ်ချင်တာဆိုရင်ကျွန်တော်အတက်နိုင်တော့ဖြစ်အောင်လုပ်တယ်ဒါပေမဲ့အချိန်တစ်ခုတော့ပေးရတယ်ပေါ့နော်ကိုယ့်ရဲ့ဝါသနာကိုလည်းကိုဖြစ်အောင်လုပ်တယ်တို့မဲ့အချိန်တစ်ခုပေးရတယ်ကျွန်တော်တို့မှာသင်ဆရာမြင်ဆရာကြားဆရာတွေရမှာကျွန်တော်တို့မှာမြင်ဆရာပဲရှိတာများပါတယ်ဘာဖြစ်လို့လဲဆိုတော့ငယ်ငယ်လေးကလေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တောသူတောင်သားဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့တောတလိမှာပဲကိုနေရတာဖြစ်တယ်အဲ့တော့မြို့ကြီးပြကြီးကဒီကိုယ့်ရဲ့ဒီမြို့ကြီးပြကြီးကအနုပညာဆိုတဲ့အရာတွေကိုကျွန်တော်တို့ကောင်းကောင်းမမြင်တွေ့ရအောင်အဲ့တော့မြန်မာပြည်မှာနေကြတုန်းကလည်းတောသူတောင်သားတယောက်အနေနဲ့ပုံဖော်ပိုင်ခွင့်ဝါသနာကိုပုံဖော်ပိုင်ခွင့်မရှိခဲ့ဘူးတို့ပေမဲ့တနေ့နေ့တော့ငါလုတ်ကိုလုံနိုင်ရမယ်ဖြစ်ကိုဖြစ်နိုင်ရမယ်ဆိုတဲ့ခံယူချက်ဆိုတာရှိတယ်ပြည်ပနိုင်ငံကိုရောက်လာတယ်ပြည်ပနိုင်ငံကိုရောက်လာပြီးတော့ကျွန်တော်ပြည်ပနိုင်ငံမှာကျွန်တော်တို့ကသူများအလုပ်ကိုလာလုပ်ရတာတစ်လမှာတစ်ပတ်မှာ9ရက်ကို6ရက်အလုပ်လုပ်ရတယ်ပိတ်ရက်တရက်ပဲရှိတယ်ဒါပေမဲ့အဲ့အလုပ်လုပ်ရတဲ့6ရက်မှာ24နာရီလုပ်နေရတာမဟုတ်ဘူးနေကင်းတစ်ပတ်ချလည်းပဲလုပ်နေရတာမနက်မိုးလင်းလုပ်သွားညနေအလုပ်ပြန်ချက်ပြုတ်စားတော့ပြီးညဘက်မှာကျွန်တော်တို့နားချိန်ဆိုတာရှိအဲ့ဒီနားချိန်မှာကျွန်တော်တို့ဘာလုပ်နိုင်မလဲဆိုတော့ကျွန်တော်တို့အတွက်ဝါသနာအတွက်ပုံဖော်နိုင်တဲ့အချိန်အပူရှိတယ်နောက်တစ်ခုကကျွန်တော်တို့စမ်းလေးဆိုတဲ့ပိတ်ရရှိတယ်အဲ့ဒီရက်ဒီမှာပဲကျွန်တော်တို့လုပ်ချင်တာတွေကျွန်တော်လုပ်တယ်အရင်တော့ဆိုမလေးရှားနိုင်ငံမှာကျွန်တော်ဆက်ရောက်ချင်လို့ Pride အဖွဲ့တစ်ဖွဲ့မှာကျွန်တော်ဝင်ပြီးတော့အလုပ်လုပ်တယ်ဝင်ကူတယ်ဆိုတော့ကျွန်တော်မှာအပြင်စက်ရုံအလုပ်ဒီ6ရက်လောက်လုပ်ကြတယ် Pride အဖွဲ့မှာကျွန်တော်တနေ့နေ့တနေ့ပုံမှန်ရှိတယ်ဒါပေမဲ့အဲ့ဒီအဖွဲ့မှာရှိတဲ့အချိန်မှာပဲကျွန်တော်အမှုပညာကိုစတင်ပုံဖော်ပိုင်ခွင့်ရတယ်ကျွန်တော်အငိမ့်နေကြတယ်တချင်းနေဆိုတယ်အဲ့ဒါတွေနဲ့ဒီ Brighter အဖွဲ့ရဲ့ရန်ကုန်မျိုးကျွန်တော်တစ်ဖက်တစ်လမ်းဝိုင်းဝန်းကူရှာတယ်ပြီးရင်မလေးရှားနိုင်ငံမှာရှိတဲ့အလှူဒန်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့အဖွဲ့တွေတွားရောက်ဖျော်ဖြေမှုတွေလုပ်ကြတယ်စုတွေရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ Brighter အတွက်ကျွန်တော်တို့ပြန်လည်ပြီးတော့ဝိုင်းဝန်းကူလို့ရတယ်အဲ့ဒါပြီးတဲ့အချိန်မှာ2019ရောက်တဲ့အချိန်မှာကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒကိုကျွန်တော်စတင်ပုံဖော်လို့ရပြီအဲ့ဒါပါလဲဆိုတော့ကျွန်တော်ရဲ့တချင်းပထမဦးဆုံးမှာ2019မှာကျွန်တော်ပထမဦးဆုံးတချင်းစထွက်ခွင့်ရတယ်အဲ့ဒီတချင်းကိုစထွက်လိုက်တဲ့အချိန်မှာအမှုပညာကျွန်တော်တို့ထင်ထားသလောက်မလွယ်ဘူးเนาะအထူးသဖြင့်ကျွန်တော်တို့ဒီတချင်းဆိုတော့ကျွန်တော်တို့ထင်ထားသလောက်မလွယ်ဘူးကျွန်တော်တို့ငငယ်တုန်းကကာလာအိုကေဆိုင်ကိုသွားတယ်မိုက်ကင်နဲ့ဖွင့်ထားတဲ့တချင်းကိုစာသားကြည့်ပြီးဆိုတယ်တို့ပေမဲ့ကိုပိုင်တန်းစင်တပုတ်ဖြစ်လဲဖြစ်လာအောင်အဲ့လောက်ကြီးလွယ်လွယ်ကူကူကြီးမဟုတ်ပါလားဆိုတော့သိလိုက်ရတယ်အဲ့မှာလေ့ကျင့်မှုတွေပါတယ်ကြိုးစားရတယ်ပါတယ်တဖြည်းဖြည်းနဲ့ပဲကျွန်တော်တို့တချင်းတပုတ်ကနေပြီးတော့2ပုတ်ကနေ5ပုတ်5ပုတ်ကနေ10ပုတ်10ပုတ်ကနေပြီးတော့အပုတ်20 30ဒီလိုတွေပေါ့နော်ကျွန်တော်တို့တချင်းနေနောက်ပိုင်းကျတော့ကြိုးစားပြီးတော့ကျွန်တော်ထွက်နိုင်ရတယ်ဒါတွေအားလုံးဒီကိုယ့်ရဲ့ငွေနဲ့ကိုယ်စိုက်ထုတ်ပြီးတော့အကုန်လုံးကျွန်တော်တို့ပုံဖော်ကြတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဝါသနာအတွက်ကျွန်တော်တို့ပုံဖော်တာတချို့ကပြောကြမယ်အဲ့ဒီငွေကြေးတွေကျွန်တော်တို့တွေအကုန်ကြမခံနိုင်ဘူးတဲ့အကုန်ကြမခံနိုင်ဘူးဆိုတာမရှိပါဘူးကျွန်တော်တို့မှာတီးတန့်ပိုနေတဲ့ငွေဆိုတာတော့မရှိဘူးကျွန်တော်တို့တစ်လအလုပ်လုပ်တဲ့ငွေကြီးကျွန်တော်တို့မှာမိသားစုရေးတွေရှိတယ်တာရေးနာရေးရှိတယ်တို့ပေမဲ့ကျွန်တော်တို့စားတဲ့တောက်တဲ့တွေကကျွန်တော်တို့ချို့ချံချွေတာကြတယ်အထူးသဖြင့်ကျွန်တော်တို့ဘီယာတောက်နေရက်တောက်နေကျွန်တော်မတောက်ဘူးလူတယောက်ကဘီယာရက်တောက်နေတယ်ကျွန်တော်ကြည့်လိုက်တယ်သူဘယ်လောက်ကုန်လဲတစ်နေ့ကိုဘယ်လောက်ကုန်လဲအဲ့ကုန်တဲ့ငွေလောက်ကိုကျွန်တော်စုထားတယ်ကျွန်တော်မတောက်ဘူးအဲ့ဒီငွေကိုကျွန်တော်စုထားတယ်ဒါဆိုရင်တစ်နေ့ကျွန်တော်စုလိုက်တဲ့ငွေဒီတစ်လဘယ်လောက်ရအောင်လဲအဲ့ဒီငွေကိုကျွန်တော်တချင်းတစ်ပုတ်လုံးလို့ရမလားဆိုတော့ပုံစံနဲ့ပဲကျွန်တော်ရဲ့ဝါသနာကိုကျွန်တော်ပုံဖော်ခဲ့တာဆိုရင်2019ရဲ့ဆိုအခု2026ကိုရောက်ပါပြီ။ဘောနော်ကျွန်တော်ကိုပိုင်တန်စင်ကိုစတင်ပြီးတော့ပုံဖော်ခဲ့တာပေါ့နော်ကိုယ့်ရဲ့ဝါသနာကိုပုံဖော်ခဲ့တာအခု2019ကနေ2026အထိရောက်ခဲ့ပါပြီ။အဲ့တော့ကိုချင်းစာတယ်ဝါသနာပါရသားနဲ့တဲလက်ရှိရသားနဲ့ပုံဖော်ခွင့်မရတဲ့ညီငယ်ညီမငယ်တွေအတွက်ကိုချင်းစာတယ်အားကြောင့်မလို့အတက်နိုင်ဆုံး
ကြိုးစားပြီးတော့ကိုယ့်ရဲ့ဝါသနာကိုပုံဖော်နိုင်အောင်ကြိုးစားကြပါကျွန်တော်တို့ဘက်ကလည်းအတက်နိုင်ဆုံးကူညီမယ်မတက်နိုင်ဘူးဆိုလို့ရှိရင်မတက်နိုင်တဲ့အနေအထားကိုပုံဝင်လင်းပြောပါအရှင်းမတက်နိုင်ဘူးအလကားလုပ်ပေးပါတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဘယ်လောက်ထိတော့တက်နိုင်တယ်ဘယ်အနေအထားထိတော့ကျွန်တော်မှာတက်နိုင်တယ်ဆိုတာလေးကိုပုံဝင်လင်းတိုင်မြင်ပါကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်ပြပါမယ်အဲ့တော့အချုပ်ပြောရလို့ရှိရင်တချင်းတွေဖန်တီးကျင်တာပဲဖြစ်ဖြစ်ရိုက်ကူးရေးတွေစတိုရီယိုတွေပဲဖြစ်ဖြစ်ရိုက်ကူးရေးတွေထဲမှာမှတချင်းအန်နီမီတွေဇလန်းတို့တွေဟာတာတွေပြီးနောက်တစ်ခုကမင်္ဂလာပွဲတွေအလှပွဲတွေရိုက်ကူးကျင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရှိမှာအကုန်ရှိပါတယ်ကျွန်တော်တို့ရှိကိုဆက်သွယ်လာခဲ့ပြီးကြပါကျွန်တော်တို့တချင်းရလောက်ခဲ့တဲ့ရီမန်းချက်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ရီမန်းချက်အဲ့ဒီကျွန်တော်လိုချင်တဲ့ရီမန်းချက်အဲ့ဒါပါလေဆိုတော့ပြပရောက်နေပြီမဲ့ဝါသနာကိုပုံမဖော်လိုက်ရမရှိလေအောင်ဆိုတဲ့ရီမန်းချက်ပေါ့နော်အဲ့ဒီရီမန်းချက်ကို3နှစ်ကျော်4နှစ်လောက်နောက်ဆုံးနေခဲ့တာအခုပြန်လဲပြီးတော့အကောင့်ထဲပေါ်ပါမယ်အဲ့တော့ကိုယ့်ဘာနေကိုစွမ်းနိုင်လို့ကိုလုံနိုင်တယ်ဆိုတဲ့သူတွေအတွက်မဟုတ်ပါဘူးလှုပ်တော့လှုပ်ချင်တယ်ဒါပေမဲ့ဘယ်ကစရမှန်းမသိတဲ့ညီငယ်ညီမငယ်တွေအတွက်ဖြစ်ပါတယ်ကျွန်တော်ပြောတာရှင်းပါတယ်เนาะကိုယ့်ဘာနေကိုလုံနိုင်လို့ကိုယ့်ဘာနေကိုလှုပ်တဲ့သူတွေအတွက်မဟုတ်ပါဘူးလှုပ်ချင်ပေမဲ့ဘယ်ကစရမှန်းမသိဘူးဘယ်လိုပုံဖော်ရမှန်းမသိဘူးဆိုတဲ့ညီငယ်ညီမငယ်တွေအတွက်ဖြစ်ပါတယ်အတူတူလက်တွဲပြီးတော့ကြိုးစားကြမယ်